အားလုံးပဲမင်္ဂလာပါကျွန်တော်ရန်စာရေးရှာပါတယ်ဒီဗီဒီယိုမှာဆိုရင်တော့ဒီတစ်ပတ်ရဲ့ hit အဖြစ်ဆုံး bug ဖြစ်တဲ့ Portuguese bug ကြောင့် review လုပ်ရမှာဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ဖို့ပြောလိုက်ပါတယ်ပထမဆုံးအနေနဲ့ကတော့ manager Martinez ပါ quick counter 90တောင်ပါပါတယ်ဒါကတော့ quick counter 90ပထမဆုံးနီးပြပါလောင်းမောကိုလည်း89တောင်ထည့်ပေးထားတဲ့အတွက်လောင်းမောပါညာစောတတ်တယ်ဆိုရင်လည်းမစိုးဘူးသူ့ကိုထည့်သုံးမယ်ဆိုရင်တော့ player တွေအကုန်လုံး finishing +1 offensive win နဲ့ +1 ထိုးမယ်သူ့ရဲ့ link up player တော့ ကွာကြီးတုံးကအတိုင်းပဲ left wing right wing ကနေပြီးတော့ overlap တက်လာတဲ့ LBRB ကို link up ချိန်ထားတာဝင်းစောတဲ့လူတွေအတွက်တော့ဒီ link up player မိုက်ပေမဲ့ကျွန်တော်တို့လိုမျိုးဝင်းမစောတဲ့လူတွေအတွက်တော့ဒီ link up player အသုံးဝင်ပါဘူးအဲ့တော့ player တွေ stat တွေပါညာတော့ကျွန်တော်အများကြီးတော့မပြောတော့ဘူးပြောလိုက်ရင်လည်းရှည်သွားမှာဆိုလို့ Ronaldo ကတော့105ထိအမြင့်ဆုံးတက်တယ်သူ့နောက်မှာဆို Vartinha 102 booster man 103ထိရမယ် Ronaldo ရဲ့ special skill က way power အင်္ဂိမ်းမှာအောင်ဆော့ရတာဘယ်လိုနေလဲပေါ့အင်္ဂိမ်းမှာအောင်ဆော့ရတာဘယ်လိုနေလဲဆို quick counter ဆိုတဲ့အတိုင်းပဲတိုက်စစ်ဆင်ရတာမြန်တယ်တွတ်တယ်နေရာယူတာတွေမိုက်တယ် long ball 89 effect လဲဝင်အောင်မှာဖြစ်တဲ့အတွက် through passing အရှည်ကြီးပေးတာတို့ long pass အမြင့်ကြီးတွေပေးတာတို့ whole way ကိုလှမ်းပေးတာတွေမှာလည်းကောင်းမယ်ကျွန်တော်တော့ link up လေးမသုံးမဲနဲ့ဒါမျိုး formation လေးနဲ့ division မှာသွားပြီးတော့ sort ကြည့်တယ်သူကလည်းသူတော့မိုက်ပါတယ်ဘယ်မှာပိုမိုက်လဲဆိုတော့ကွင်းလေပေါ့လေဘာလို့ကွင်းလေကမိုက်တာလဲဆိုရင် Vartinha နဲ့ João Neves ရဲ့လှုပ်အားကြောင့်မို့လို့အဲ့ဒါအပြင်ရှေ့တန်းကိုဖန်တီးပေးမဲ့ creative machine ဖြစ်တဲ့ Bruno Fernandes ကလည်းရှိပြီးသားအချိန်ကိုက်ပြေးထွက်မဲ့ Ronaldo လည်းရှိပြီးသားအဲ့ဒါကြောင့်မို့လို့မိုက်တယ်လို့ခံစားရတာကျွန်တော်ဒါတွေကြီးပြောနေလို့မင်းအားသာချက်တွေကြီးပဲလားအားနေချက်ကောမရှိဘူးလားဒါကြီးကိုကောင်းတယ်လားဆိုမဟုတ်သေးဘူးသူမှလည်းသူအားနေချက်နဲ့သူကရှိပြီးသားသူ့ရဲ့အားနေချက်ကတော့ quick counter ရဲ့သဘောတရားအရာနောက်တန်းပေါက်တာကတော့ကျွန်တော်တို့သိကြမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့အထွေထူးတော့မဟုတ်ဘူးနောက်တန်းလေးကိုတေချာစီပြီးတော့စော့ကြည့်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်ပေါ့ဒီဘက်ကိုဝယ်တင်လာဆို brother တို့ Ronaldo fan ဆိုရင်တော့နှခါမေးကြမလို့ပါဘူး Ronaldo ပါတဲ့တင်ဝယ်တင်တယ်ဘာလို့လဲဆိုတော့ eFootball မှာ Ronaldo ကတ်တွေကဒီလောက်ရှားနေတဲ့တဲမှာဒီကောင်က epic ကတ်Ronaldo ကောင်းလားမကောင်းလားဆိုကျွန်တော်အပူပြောတာတွေဖြစ်နေမှာဆိုလို့ကျွန်တော်အများကြီးမပြောတော့ဘူးဝယ်ပေးတဲ့ brother တွေလည်းရှိမယ်မဝယ်ရသေးတဲ့ brother တွေအတွက်ဒါမှမဟုတ်ဝယ်ဖို့စဉ်းစားနေတဲ့ brother တွေအတွက်နည်းနည်းလောက်ညွှန်ပေးလိုက်ပါဦး coin စုပြီးဝယ်မယ်ဆို brother တို့မီအောင်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ကိုနမီအခု coin တွေပေးနေရတော်များတယ် coin ထည့်ပြီးဝယ်မယ်ဆိုရင်လည်းကျွန်တော်ရှိမှာ promo coin တွေလာပြီးတော့ဝယ်လို့ရတယ်ကဲဟုတ်ပါပြီ brother တို့ရော Portuguese bag ကိုဘယ်လိုမြင်လဲဝယ်ပြီးကြပြီလား300တောင်ဘယ်လိုနေလဲ Ronaldo က mic ကိုမှတ်ရလားကျွန်တော်ရဲ့ comment section မှာဝင်အောင်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်ဒီဗီဒီယိုတော့လောက်ပါပဲအဆုံးထိကြည့်ပြတဲ့အတွက်ကြောက်ချင်းကြအောင်ကျေးဇူးတင်ပါတယ်ကျွန်တော်ကောင်းမှာ info ကောင်းနေရောင်းတော့ဝယ်တာလဲရလာလို့ရတယ်ပြင် coin တွေလည်းကန်တက်မရှိဝယ်ယူနိုင်ပါတယ်ဗျာ